ဒီပိုင်းမှာတော့ပတ်ကြံကိုတန်းနဲ့ချိန်ရင်ပြစ်လိုက်ရမလားလို့မေးတာကြောင့်ဒီမှာမလုပ်ဖို့ကိုဂျန်ကွန်ကဆိုတော့မင်းဖေကဒီလောက်ကိုမကင်တွယ်နိုင်ဘူးလားလို့မေးပြီးဒါဆိုရင်လည်းဘာလို့အင်ခေါ်ပြီးလူကိုနှိပ်စက်ရတာလဲလို့မေးလိုက်ပါတယ်နောက်ကမလုပ်တော့ဘူးလို့ဒူးထောက်တောင်းပန်နေတဲ့ဂျန်ကွန်အားဒါဆိုရင်တော့ပြောဖို့မကောင်းကြောင်းကိုပြောပြီးငါကမင်းနဲ့မတူပဲဟွမ်ထယုံမို့လို့ဆိုကတနက်ကိုပြစ်လိုက်ပါတယ်အိမ်နောက်အဖေးစီကိုသွားနေရင်သူခိုင်းတဲ့အတိုင်းလုပ်ပေးရုံပဲလို့ဆိုကပြဿနာမရှိကြောင်းကိုပြောပြနေခဲ့ပါတယ်ထို့နောက်အခန်းထဲကိုရောက်လာပေမဲ့ဩကရကြီးအစည်းအဝေးရှိတယ်လို့ဆိုကအခန်းထဲမှာခဏလောက်စောင့်နေဖို့မှာလိုက်ပါတယ်အခန်းကိုလိုက်ပတ်ကြည့်နေရင်ဒိုရှင်းအုပ်စုရဲ့ဥက္ကဋ္ဌထိုင်ခွန်ကိုခဏထိုင်ကြည့်ကအရသာခံနေပြီးဒီအရာတွေအကုန်လုံးကသူ့အပိုင်ဖြစ်လာရမယ်လို့တွေးနေခဲ့ပါတယ်အဲ့ဒီအချိန်စပွဲပေါ်တင်ထားတဲ့ဒေတန်းစာမှာတားဖြစ်သူဟွမ်ထေယုံအတွက်ဘာမှချမ်းမထားကြောင်းရေးထားတဲ့အစာကိုတွေ့ပြီးနားမလည်နိုင်ဖြစ်နေချိန်အပြင်ကနေတားဖြစ်သူစောင့်နေကြောင်းပြောတတ်ကြားရတာကြောင့်စာအုပ်ကိုပြက်ချကထိုင်ခွန်ကနေထလာခဲ့ပါတယ်အဲ့နောက်အကြောင်းမကြားဘဲနဲ့ဘာလို့ဒီကိုရောက်လာတာလဲလို့မေးတာကြောင့်သူပြဿနာရှာလိုက်မိကြောင်းကိုပြောနေချိန်ပတ်ကြံကုန်တို့အိမ်မှာဖုံးဝင်လာတာကြောင့်အဖေအားတားဖြစ်သူကိုအကုန်ဆုံးဖြတ်ခွင့်ပေးတာကြောင်းကိုပြောပေးဖို့တောင်းဆိုလိုက်ပါတယ်သူခိုင်းတဲ့အတိုင်းလုပ်ပေးတဲ့အတွက်အဖေကိုကျေးဇူးတင်ကြောင်းပြောတော့မင်းဖြည့်ခိုင်းတဲ့အတိုင်းပြောထားပြီးပြောစရာမရှိတော့ရင်ပြန်ဖို့ကိုဆိုလိုက်ပါတယ်စွန်ချန်လည်းအခန်းထဲကနေပြန်ဖို့လုပ်နေရင်ဒေတန်းစာကြောင့်သူ့ကိုတကယ်ပဲချစ်ရလားလို့စွန်ချန်မှမေးလိုက်ပါတယ်တစ်ဖက်မှာလည်းဆေးရုံမှာလက်ထိထားတဲ့ပတ်ကြံကုန်ထံစွန်ချန်ရောက်လာပြီးတားဖြစ်သူကြောင့်မကြည်မနှက်ဖြစ်နေတဲ့မိဘတွေကဘလို့ကြောင့်ဂျန်ကူကိုတနက်နဲ့ပြေးရတာလဲလို့ဆိုတာကြောင့်သူတခါမှတနက်နဲ့မပြစ်ခဲ့ဘူးကြောင်းကိုဆိုကကြည်ကလည်းအတန်သာထွက်တဲ့ကြည်အလွတ်ဆိုတာကိုရှင်းပြပေမဲ့ဘလို့ပဲဆိုတနက်ပဲလို့ပြန်ပြောတာကြောင့်ဂျန်ကွန်ကိုလည်းပြင်းတဲ့အချိန်တိုင်းမှာဘာလို့အီဆွန်ချန်ကိုဒီလိုလုပ်ရတာလဲလို့ပြန်မေးတာကြောင့်ဂျန်ကွန်ထံမြောက်ဦးရောက်သွားပြီးအိမ်မှာလည်းတရားမဝင်တဲ့တနက်ကိုထားရင်စေဦးစီချုပ်အနေနဲ့ဘာဖြစ်နိုင်လဲဆိုတာကိုသိလောက်မယ်ထင်ကြောင်းပြောတာကြောင့်တိတ်သွားခဲ့ပါတယ်။အိမ်နောက်မင်းမတတ်မတာမချင်းငါတို့စေရုံမှာနေလို့ရတဲ့အကြောင်းပြောကပြန်ထွက်လာခဲ့ပါတယ်။စေရုံအပြင်မှာတော့တက်တော်ဆောက်ကတခင်လေးကြည်တောင်းတွေကထူးဆန်းတယ်လို့ထင်ကြောင်းတယောက်တည်းပြောနေပြီးထေယုံထံကိုငါတို့တခင်လေးကြောင့်မင်းတတ်တာသွားကြောင်းကိုပြောရင်လက်ကိုက်ထားတာတွေကိုတွေ့ကတို့တခင်လေးလိုပဲမင်းလည်းလက်ကိုက်တတ်တာပဲလို့ဆိုလိုက်ပါတယ်။နော်စွန်ချမ်းစေယုံကထွက်လာကထေယုံကိုကားပေါ်တက်ခိုင်းလိုက်ပြီးအိမ်ပြန်လိုက်ပို့ပေးမယ်လို့ပြောတော့ထေယုံကမင်းငါ့ကိုဘာလို့ကူညီပေးတာလဲလို့မေးတာကြောင့်ငါအစားရိုက်ခံနေရတဲ့မင်းကိုအားနာတဲ့အကြောင်းကိုပြောတော့ထေယုံလည်းနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။အိမ်နောက်စူပါမားကတ်မှာအလုံးလုံးနေတဲ့ဂျူဟီကိုနာကြီးတဲ့အောင်ရှိတဲ့လူတစ်ယောက်ကစောင့်ကြည့်နေခဲ့ပါတယ်။ထို့နောက်ထေယုံကိုအိမ်ပြန်လိုက်ပို့ခဲ့ပြီးဒီနေ့ဖြစ်ခဲ့တာတွေကိုမိဘတွေစိတ်ပူမှဆိုးတာကြောင့်ပြန်မပြောဖို့ကိုမှနေခဲ့ပြီးပြန်ဖို့အလုံးအိမ်ထဲကနေလူမိုက်တွေရဲ့အိမ်လာကအကျွေးတောင်းတဲ့အတန်ကိုကြားလိုက်ရပြီးလူမိုက်တွေထွက်လာတာကိုအပြင်ကစောင့်ကြည့်နေချိန်သူ့ရဲ့အဖေကလူမိုက်ကိုတောင်းပန်လိုက်ပြီးဖနက်တိုက်ခိုင်းတာကြောင့်တိုက်ပေးနေတာကိုမြင်လိုက်ရတာကြောင့်မိဘတွေကိုပြောင်းလိုက်တာမှန်တယ်ဆိုပြီးတွေးကပြန်ထွက်လာခဲ့ပါတယ်။အိမ်ပြန်လမ်းမှာတက်တော်ဆောက်ကတငယ်ချင်းရဲ့မိဘတွေအဆင်ပြေပါမလားလို့မေးတော့အထေးဖြစ်ချင်လို့မိဘတွေကိုတောင်လဲခဲ့ပေမဲ့တေတန်းစာမှာသူ့နာမည်မပါတာကိုတွေးနေရင်စူးစမ်းမှရမယ်လို့ပြောလိုက်ပါတယ်။အဲဒီနောက်ဆေးရုံမှာရှိနေတဲ့ပတ်ချမ်းကွန်ထန်အိုယိုချင်းသွားတွေ့ကမနှက်ဖြန်ထေယုံရဲ့မွေးနေ့ကိုလာမလားလို့ဆိုပြီးထေယုံနဲ့စွန်ချမ်းတို့ဟာမွေးနေ့တူပြီးထူးဆန်းတဲ့အကြောင်းကိုပြောပြနေခဲ့ပါတယ်။တစ်ဖက်မှာလည်းလူနေအိမ်တွေကိုဖြိုဖျက်ပြီးစီမံကိန်းအသစ်လုပ်ဖို့ကိုကွန့်ကွက်ဆန္ဒပြနေကြတဲ့သူတွေဖြိုခွင်းပေါ်ငားထားတဲ့သူတွေတဲ့စွန်ချမ်းရဲ့အဖေကချိန်မိုင်းလို့ဖို့ရောက်နေခဲ့ပေမဲ့တုံချိနေတဲ့သူကိုခေါင်းဆောင်ကထွက်သားဖို့ပြောတော့ပတ်စံရှာဖို့လိုချောင်းကိုပြန်ပြောနေခဲ့ပါတယ်။အဲဒီနောက်နှစ်ဖက်အဖွဲ့ပဏိပက္ခတွေဖြစ်ပြီးအမှုပညာသမားမို့အသေးနည်းရဲ့ဆွန်ချမ်းအဖေကလူတွေထိခိုက်မှဆိုလို့ကြောင်းတွေကသူကိုယ်တိုင်ထိခိုက်မလို့ဖြစ်ခဲ့ပေမဲ့လူတစ်ယောက်ကဝင်ကယ်လိုက်ပါတယ်။ညဘက်မှာတော့အလုတ်ပြီးလို့ပတ်စံရှင်းဖို့စောင့်နေချိန်လူတစ်ယောက်ပတ်စံအိပ်ပြုတ်ကြလို့ကောက်ပေးချိန်အိတ်ထက်ကသမီးပုံလေးကိုတွေ့သွားခဲ့ပါတယ်။အဲဒီနောက်ဘေးကတစ်ယောက်ကသူ့သမီးကတေသွားလို့ပြဿနာရှာရာကနေခုမှထောင်ထဲကထွက်လာကြောင်းကိုပြောပြတော့အဆိုပါလူဟာဂျူဟီကိုစောင့်ကြည့်နေတဲ့သူပဲဖြစ်ပါတယ်။အလုပ်လုပ်ပြီးရလာတဲ့ပတ်စံကိုတားဖြစ်သူရဲ့မိန်းနဲ့အတက်ကိတ်မုတ်ဝင်ဝယ်လိုက်ပါတယ်တစ်ဖက်မှာလည်းတထေးသားဘဝနဲ့ကောင်းစားနေတဲ့ဆွန်ချန်ကရလာတဲ့လက်ဆောင်တွေကိုသူ့ဘဝမှာဒီလိုလက်ဆောင်အများကြီးရတာကပထမဆုံးပဲလို့ဆိုလိုက်ပါတယ်ဂျူဟီကတော့ထေယုံရဲ့မွေးနေ့ပွဲကိုမသွားပဲဆွန်ချန်အိမ်ကိုသွားဖို့လုပ်နေချိန်လမ်းမှာထူးဆန်းတဲ့အဖွားကသူ့ကိုလမ်းခေါ်ကလက်မတီလိုတိုင်ပတ်နေတဲ့ဂျူဟီကိုဒီလမ်းကသွားဖို့ပြောတော့အန်အောနေခဲ့ပါတယ်အိမ်နောက်ဤဆွန်ချန်တီသွားရင်နဲ့သူ့တငယ်ချင်းထေယုံထံကိုဒီဟာလေးဆက်ဆက်ပေးဖို့ပြောပြီးတားအိတ်လေးကိုပေးကအကူအညီတောင်းလိုက်ပါတယ်ဆွန်ချမ်းမေကတော့အဖြစ်သူရဲ့မွေးနေ့ပွဲအတွက်ရင်းနှီးဟင်းရီကိုချက်တိုက်နေရင်မွေးနေ့အတွက်မဖိုးလေးကိုထုတ်ပြီးတော့ထေယုံကသူ့အတွက်ဓာတွေကိုဘလို့ကြောင်းပြောပြီးတားကိုမွေးခဲ့ပေးတဲ့အတွက်လက်ဆောင်ကအမေရတဲ့နာလို့ပြောကဖတ်လိုက်ပြီးသူ့စိတ်ထဲမှာအမေရှိတယ်ဆိုတာမယုံနိုင်ဖြစ်နေကြောင်းကိုပြောပြပြီးအမေရှိရင်သာရပြီလို့ဆိုတာကြောင့်အမေထံမှမျက်ရည်စီးကြလာခဲ့ပါတယ်အဲနောက်ဆွန်ချမ်းစီကိုယူဟီရောက်လာပြီး
မွေးနေ့လက်ဆောင်လာပေးတာကြောင့်အမေနဲ့အမကတော့ကြောင်နေခဲ့ပါတယ်တစ်ဖက်မှာလည်းမတူညီတဲ့မွေးနေ့ပွဲကိုကျင်းပနေကစွန်ချန်ကဒီနေ့အတွက်သူ့ကိုကျွေးမွေးခဲ့တဲ့မိဘတွေကိုကျေးဇူးတင်ကြောင်းပြောပြီးလက်ဆောင်ပေးကြရှိတယ်လို့ဆိုကမဟုတ်ဖို့နဲ့သူ့အဖေလိုချင်တဲ့ share အချို့ကိုဝယ်ပေးလိုက်တာကြောင့်ဥက္ခရဝန်တယောက်မျက်နှာကိုပြုံးဖိနေခဲ့ပါတယ်မွေးနေ့ပွဲကိုစီစဉ်ပေးတဲ့ဥက္ခရနာကလည်းသူ့သမီးဂျူဟီလာမာကိုစိုးရိမ်နေခဲ့ပါတယ်အိမ်နောက်ဆွန်ချန်ခန်းထဲမှာစာအုပ်တွေကိုကြည့်နေချိန်ပိုဟတ်ထွက်လာတာကြောင့်လက်နေတဲ့ဂျူဟီထက်ထေယုံကပိုလက်နေကပြက်ရခတ်ပြီးဖက်ရသားနဲ့လဲကျသွားတာကြောင့်နှစ်ယောက်သားရှက်ကူးရှက်ကန်ဖြစ်သွားခဲ့ပါတယ်ဆွန်ချန်ကတော့ပွဲကိုလာတဲ့သူတွေရဲ့နာမည်ကိုမှတ်ကနှုတ်ဆက်ပြီးမောလို့နားနေချိန်ယိုချင်းရောက်လာပြီးအရင်ကနဲ့မတူပဲထူးဆန်းနေပြီးအတန်းဘော်တွေနဲ့သူ့ကိုဘာလို့ဖိတ်တာလဲလို့ဆိုတာကြောင့်အပေါ်စားလို့ပြောခဲ့တာတွေကိုတောင်းပန်ကြောင်းကိုပြောပြလိုက်ပါတယ်အိမ်နောက်ဂျူဟီနဲ့ထေယုံမှရောက်လာကမီရွေးမကမွေးနေ့တိုင်းမှာထေယုံကစနေရတီးပြတ်တတ်တာကြောင့်အစင်သစ်ဖြစ်ပြီးလို့ဆွန်ချန်တန်ပြောနေချိန်ထေယုံရောက်လာပြီးခက်တီတီနဲ့သူတီးနေကြတဲ့ချင်းကိုဝင်တီးလိုက်ပါတယ်အကုန်လုံးကအံ့ဩနေပြီးမီရွေးမကလည်းထေယုံတီးရနဲ့တပုံစံတည်းပဲလို့တွေးနေခဲ့ပါတယ်ထေယုံထွက်သွားချိန်ဆွန်ချန်ကတော့ဘဝချင်းလဲထားလို့ရပေမဲ့အကျင့်နဲ့စွမ်းရည်တွေကတော့မပြောင်းသွားမှန်းကိုနားလည်သွားခဲ့ပါတယ်ထို့နောက်ဂျူဟီရောက်လာပြီးအဖွားပိကိုင်းတဲ့စာလေးကိုထုတ်ပေးလိုက်တာကြောင့်ချက်ချင်းထုတ်ဖက်လိုက်ပါတယ်ထို့နောက်ချက်ချင်းလိုက်ပြီးထေယုံကိုရှာနေသလိုဂျူဟီကလည်းလိုက်ရှာနေခဲ့ကစားထဲမှာတော့မွေးနေ့မှာမင်းရောမသူရောမိဘအရင်ရဲ့မျက်နှာကိုတွေ့ရင်ငကိုနေရာကိုပြန်သွားရမယ်လို့ရေးထားတာကြောင့်လိုက်ရှာနေရင်စားလေးကမျက်ခင်ပေါ်ကိုကြာကြံနေခဲ့ပါတယ်ထို့နောက်ယိုချင်းကထေယုံကိုကော်ဖီတောက်ဖို့ခေါ်သွားချိန်လက်လီကစောင့်နေတဲ့တားအရင်ဖြစ်သူနဲ့တိုက်ဆိုင်စွာရောက်လာတဲ့အဖေတို့တွေ့သွားကြမှာဆိုတာကြောင့်စွန်ချန်ကဖတ်လိုက်ကအချိန်ဆွဲလိုက်ပါတယ်အိမ်မှာတော့ဂျူဟီကစွန်ချန်ရဲ့ထူးဆန်းတဲ့အကြောင်းကိုတွေးနေချိန်အဖေရောက်လာပြီးစွန်ချန်အကြောင်းကိုမေးကအရင်တော့ကနိုင်ခိုးတဲ့နေတငယ်ချင်းလိုထပ်ဖြစ်မှာဆိုလို့ဆင်းရဲတဲ့သူတွေနဲ့မပေါင်းဖို့ကိုတတိပေးနေခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဗီဒီယိုမှာကစွန်ချန်ကထေယုံတီးတယ်လို့တပုံစံနဲ့တီးသွားကြောင်းကိုပြောနေပေမဲ့စိတ်ဝင်စားတဲ့ဥက္ခရဝန်ကသူ့ကိုလက်ဆောင်ပေးခဲ့တာကိုသဘောကျနေခဲ့ကကျန်တာထေယုံသူ့ဘာသာသူကြည့်လို့လိမ့်မယ်လို့ပြောလိုက်ပါတယ်အိမ်နောက်ဗီဒီယိုမှာကအစ်ဘီထေယုံအပေါ်စိတ်ပြောင်းသွားပြီလားလို့မေးတော့တေတန်းစာဆိုတာစာရက်တရက်ပဲလို့ဆိုရင်9ရက်စက္ကန့်သူဟာသွေးသားဖြစ်စရာမလိုတဲ့အကြောင်းကိုပြောပြီးသူပိုင်ဆိုင်နာတွေကိုကာကွယ်ပေးရုံနဲ့ရပြီလို့ဆိုကဒီလောက်ဆိုရင်ထေယုံလည်းဖြစ်နိုင်တယ်လို့ပြောတာကြောင့်ဗီဒီယိုမှာတယောက်မျက်နှာပြတ်သွားခဲ့ပါတယ်ထို့နောက်မရှုံးချင်ချက်ချင်းပဲပြန်လာဖို့ဖုံးဆက်ကတယောက်ကိုပြောနေခဲ့ပါတယ်ဆွန်ချန်ကလည်းအဖွားပေးတဲ့စာလေးပျောက်သွားပေမဲ့ရှာမတွေ့ဖြစ်နေကဒီဇုံးမှာနောက်ထပ်စီးကန်းချက်တွေထပ်ရှိနိုင်မလားဆိုတာကိုတွေးဝေနေခဲ့ပါတယ်။နောက်နေ့မှာပဲဂျူဟီနဲ့အဖွားရှိတဲ့နေရာကိုစီသွားခဲ့ပေမဲ့မတွေ့ရပဲဂျူဟီကဆွန်ချန်အိမ်ကိုသွားတော့ငါဒီနားမှာတွေ့ရကြောင်းကိုပြောပြလိုက်ပါတယ်။အိမ်ပြန်လမ်းမှာတော့ဆွန်ချန်ရဲ့အခန်းထဲမှာစာအုပ်တွေအများကြီးတွေ့ရကြောင်းကိုပြောတော့ပတ်စံရှိရင်စူးစမ်းမှမဟုတ်တဲ့အကြောင်းကိုပြောပြီးမြေရောက်ခန်းကအနက်သက်တွေကိုနေခံနိုင်လားလို့မေးကအပြစ်ပြောနေပေမဲ့သူဆွန်ချန်ကိုသဘောကျတဲ့အကြောင်းကိုဝန်ခံလိုက်တာကြောင့်ဝမ်းသာရမလို့ဝမ်းနေရမလို့ဖြစ်နေခဲ့ပါတယ်။ထေယုံကတော့ရေခဲတတာတဲကကိတ်မုတ်ကိုထုတ်စားရင်စားထဲမှာတတ်မပင်ပန်းရအောင်ပတ်စံရှာမယ်လို့ရေးထားတာကြောင့်အဖေစီမှာဘယ်ကပတ်စံရလို့လဲလို့တယောက်တည်းပြောနေခဲ့ပါတယ်။ညဘက်မှာတော့တက်တော်ဆောင်နဲ့စကားပြောနေရင်ဆွန်ချန်းကိုတခင်လေးအခုတော်တော်ပြောင်းလဲသွားကြောင်းကိုဆိုနေခဲ့ပါတယ်။ဗီဒီယိုမှာကလည်းထေယုံကိုအမေပေးနေရမှာဆိုတာကြောင့်အိမ်တော်ထင်းကိုထေယုံကိုစောက်ကြည့်ဖို့လူရှာခိုင်းလိုက်ပါတယ်။ဆွန်ချန်းကတော့သူပတ်စံပေးတာကိုမိဘတွေကလက်မခံတာကြောင့်အိမ်ပိုင်ရှင်သူမိုက်ထန်သွားပြီးစကားပြောပေမဲ့နားမထောင်တာကြောင့်တက်တော်ဆောင်ကအကုန်လုံးကိုတီးလွတ်လိုက်တော့မှတခင်လေးခိုင်းတဲ့အတိုင်းလုပ်ပေးမယ်လို့ဆိုလိုက်ပါတယ်။အဲ့နောက်မိဘတွေကိုတတောင်းမှန်ပြီးအိလာကကိုလည်းမတိုးတော့ပဲနေကျင်သလောက်နေဖို့ပြောတာကိုအပြင်ကနေကြည့်နေပြီးပြန်ထွက်လာခဲ့ချိန်လက်အဆောက်အောင်ဆိုဈေးဘယ်လောက်ရှိလဲလို့မေးကမိဘတွေကိုရောင်းစားတဲ့အသီးစိတ်ဆိုရင်ရောဘယ်လောက်ပေးရင်ရမလဲလို့မေးတာကြောင့်တက်တော်ဆောင်လည်းနားမလည်နိုင်ဖြစ်နေခဲ့ပါတယ်။နောက်နေ့ကျောင်းကစားပွဲမှာတော့မွေးနေ့ပွဲတုန်းကလာတယ်လို့ပြောခံလိုက်ရတဲ့အိုယိုချင်းကကော်ဖီလာပေးသွားပေမဲ့ဂျူဟီနဲ့ထေယုံတို့ပြောနေတာကိုတွေ့ကစိတ်တူနေခဲ့ပါတယ်။ညဘက်မှာတော့ဂျူဟီအလုံးလုံးတည်တဲ့နေရာမှာသူ့သမီးနားတယ်။တည်သွားခဲ့ပေမဲ့ပြုံးပြီးရင်းနေနိုင်တဲ့ဂျူဟီပေါ်မကျေနပ်ကစောက်ကြည့်နေပြီးအလုပ်ပြီးလို့ပြန်သွားတဲ့ဂျူဟီနောက်ကိုလိုက်သွားခဲ့ပါတယ်။လူပြတ်တဲ့လမ်းတစ်နေရာမှာတော့ဂျူဟီကိုသူ့သမီးအသက်အတွက်ပြန်ရော်ပေးဖို့ဆိုကလေပင်းညစ်နေတော့ဆွန်ချန်ရောက်လာပြီးကယ်လိုက်ပါတယ်။အိမ်နောက်ဆွန်ချန်ထန်နာရအဖေဖြစ်ကြောင်းပြောပြပြီးပေးတဲ့နိုင်လေးကိုနာရာကခိုးခဲ့တာကြောင့်သူ့အဖေကကြောင်းပြောင်းခိုင်းခဲ့ပြီးကျမ်းမာရေးကောင်းတဲ့နာရာကရုတ်တရက်ကင်ဆာနဲ့တည်သွားတာနားမလည်ကြောင်းကိုရှင်းပြနေခဲ့ပါတယ်။ဆွန်ချန်ကတော့နာရကိုတနာသလိုဆွန်ချန်ကိုလည်းတနာပြီးသဘောကျနေတာလားလို့မေးတော့မတူဘူးလို့ဆိုတာကြောင့်သူမေးချင်တာကိုသေချာနားလည်သွားပြီလို့ဆွန်ချန်ကဆိုလိုက်ပါတယ်။ထို့နောက်ဥက္ခရဝံရဲ့အခန်းထဲသွားပြီးမျက်နှာရအောင်ဘာထက်လို့ရမလဲလို့ပြောနေချိန်ဥက္ခရဝံရောက်လာကသေတန်းစာကိုတွေးလိုက်တာလားလို့မေးလိုက်ပါတယ်။ဆွန်ချန်ကတော့သေတန်းစာကိုပြန်ပြင်ပေးဖို့ပြောရင်စူးစမ်းမယ်လို့ဆိုတာကြောင့်စကားနဲ့မရဘူးလို့ဆိုရင်အလုံးနဲ့တက်သေးပြဖို့ကိုပြောလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ဆွန်ချန်တယောက်ကျောင်းမှာစာအုပ်ထုတ်ဖို့လုပ်နေရင်စာအုပ်ကြားထဲကသူပျောက်သွားတဲ့စာကိုတွေးလိုက်ရပြီးဖုန်းကနေလည်းနေဟွန်ထန်ဝမဟုတ်ဘူးမလားလို့ပို့လိုက်တာကြောင့်သူ့လျှို့ဝှက်ချက်ကိုသိရတဲ့သူတယောက်ကိုလိုက်ရှာဖို့ဖုန်းကြည့်နေတဲ့သူတွေကိုရှာနေတော့ထေယုံဝင်လာခဲ့ကစာပို့တဲ့သူဟာထေယုံပဲဖြစ်နေမလားဆိုတာကိုနောက်တစ်ပိုင်းမှာပဲသိရမှာဖြစ်ပါတယ်